လူဘဝမှာမပြေမလိုက်တဲ့ခင်မကြီးဆေးပါကတာဝကမဟာတာဝကခုံကြည့်လို့ကြည်မကုန်သောယဟန္တာပေါင်းတို့နီမွေသမီးကမွေတပါးကလမ်းကောင်းညူပြသူတင်ဆုံးမအားစရိယဆရာသခင်ဘုထေကြီးမကိုတင်ရှာသူတို့တရားဟောဆရာများနဲ့ထမင်းတလုံးရေတမုတ်ပေးကမ်းမှုတဲ့ကျေးဇူးရှင်ကိုအင်ကြီးမခင်မွန်းကြီးဆယ်ပါးတို့ကိုဖရာတပည့်တော်သည်တရားယုံကျိုးလက်ဆုံးမိုး၍ရှိခိုးပါ၏ဖရာမဟာတာဝကကိုကြည့်လို့ကြည်မကုန်သောယဟန္တာပေါင်းတို့နီမွေသမီးကမွေတမကြီးလမ်းမောင်ညူပြသူတင်ဆုံးမအားစရိယဆရာသခင်ဘုထေကြီးမကိုတင်ရှာသူတို့တရားဟောပြဆရာများနဲ့ထမင်းတလုံးရေတမုတ်ပေးကမ်းမှုတဲ့ကျေးဇူးရှင်ကိုအင်ကြီးမခင်မွန်းကြီးဆယ်ပါးတို့ကိုဖရာတပည့်တော်သည်တရားယုံကျိုးလက်ဆုံးမိုးရင်ရှိခိုးပါ၏ဖရာခင်မွန်းကြီးဆယ်ပါးကိုကြောရတော်ကုသိုလ်ကံစေရနာတို့သည်လုံးစုံနာတာ
နှုံနှလုံးသုံးပါလုံးကောင်းမြတ်စွာလှူရှာတာလူလက်ထဲမှာလက်ကိုရှာပါတော့လက်မတွေ့ပါလူကိုယ်ထဲမှာလူကိုရှာပါတော့လူမတွေ့ပါမတွေ့ပေမဲ့လူရှိနေတာနေရာမှမတွေ့တာပါလူမှုထဲမှာတရားရှာအဲ့ဒါဝိပဿနာနှုံနှလုံးသုံးပါလုံးကောင်းမြတ်စွာလှူရှာပါလူလက်ထဲမှာလက်ကိုရှာပါတော့လက်မတွေ့ပါလူကိုယ်ထဲမှာလူကိုရှာပါတော့လူမတွေ့ပါမတွေ့ပေမဲ့လူရှိနေတာနေရာမှမတွေ့တာပါလူမှုထဲမှာတရားရှာအဲ့ဒါဝိပဿနာတီလာတွေထပ်ဖြစ်ရင်တမာရီတီလာတမာရီတီလာတမာရီတွေထပ်ဖြစ်ရင်ရပြီပညာရပြီပညာတီလာတမာရီပညာစုပေါင်းတည်တော့ဘာဝနာလူမှုထဲမှာတရားရှာအဲ့ဒါဝိပဿနာအယိုးအသေးအလေးမြညီညီညာညာနဲ့ကြောကြပါလို့ခင်ဗျာဩ
တံဘောတရဏံခေမံဣဒံတရဏမုဒ္ဓမံဣဒံတရဏမာဂမသဗ္ဗဒုက္ခပမုစ္စတိဣဒံဤပယတရားသံဃာယရဏသုံးပါးကိုတရဏံကိုယ်ွယ်တိမစိကခြင်းသည်ခေမံဘေကင်းလာပေ၏ဣဒံဤပယတရားသံဃာယရဏသုံးပါးကိုတရဏံကိုယ်ွယ်တိမစိကခြင်းသည်ဩဒ္ဓမံကောင်းမြတ်လာပေ၏ဣဒံဤပယတရားသံဃာယရဏသုံးပါးကိုတရဏံကိုယ်ွယ်တိမစိကရခြင်းကိုအာဂမအကြောင်းပြု၍တဗ္ဗေခသိဩသောအလုံးစုံကုန်သောတတ္တတတ္တဝါဟုနတ်တို့မြမပေါင်းများစွာတို့သည်သဗ္ဗဒုက္ခအလုံးစုံသောဆင်းရဲဒုက္ခအပေါင်းတို့မှပမုစ္စတိပမုစ္စံတိကင်းလွတ်နိုင်ကြလေကုန်၏ဤသို့အဂိတတသုတ်တံဝေဘုရားရှင်ဟောတော်မူသည်နှင့်အညီရှိခိုးခြင်းဤတရားပူဇော်ခြင်းဤတရားအယောအသေးအလေးအမြတ်ပြုခြင်းဤတရားဖြစ်တော်မူကုန်သောတရားသံဃာယရဏမြတ်သုံးပါးတို့ဤကုံတော်ကိုတတ္တာကြီးညိုယုတ်သေးမြတ်တို့လက်ဆုံးမှု၍ရှိခိုးပူဇော်ဘုမြော်မှန်လျော့ကရောကြရသောကုသိုလ်ကံစေရနာအဖျားဖျားတို့ကြောင့်သူတော်ကောင်းအပေါင်းတို့အလိုရှိအပ်တောင်းတအပ်သောသုထုဆုမြတ်အပေါင်းတို့နှင့်ကိုယ်စီကိုယ်မှပြည့်စုံနိုင်ကြပါစေအဟံဗန္တိတိတရဏေနသဟပင်စသီလံဓမ္မံယာစမိအနုဂဟံကတဝါသီလံဒေထမေပန္တိဒုတိယံပိအဟံဗန္တိတိတရဏေနသဟပင်စသီလံဓမ္မံယာစမိအနုဂဟံကတဝါသီလံဒေထမေပန္တိတတိယံပိအဟံဗန္တိတိတရဏေနသဟပင်စသီလံဓမ္မံယာစမိအနုဂဟံကတဝါသီလံဒေထမေပန္တိယမဟာဝဒာမိတံဝတိထနမောတတဗုဒ္ဓဝါဒောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံခိသာမိဓမ္မံတရဏံခိသာမိသံဃံတရဏံခိသာမိဗုဒ္ဓံတရဏံခိသာမိဓမ္မံတရဏံခိသာမိသံဃံတရဏံခိသာမိဒုတိယံပိဗုဒ္ဓံတရဏံခိသာမိဒုတိယံပိဓမ္မံတရဏံခိသာမိဒုတိယံပိသံဃံတရဏံခိသာမိတတိယံပိဗုဒ္ဓံတရဏံခိသာမိတတိယံပိဓမ္မံတရဏံခိသာမိတတိယံပိသံဃံတရဏံခိသာမိတတိယံပိဗုဒ္ဓံတရဏံခိသာမိတတိယံပိဓမ္မံတရဏံခိသာမိတတိယံပိသံဃံတရဏံခိသာမိသစ္စာလေးပါးမြတ်တရားကိုတိုင်းခြားကိုယ်တိုင်သိမြင်နိုင်၍
သုံးဆိုင်ဝေနေမြာဘူချေကိုမသွေအတုသိစေတော်မူတတ်သောမြတ်စွာဘုရားကိုဆင်းရဲပေဖြောက်ချမ်းသာရောက်အောင်စောင့်ရှောက်ပွေကားကိုယ်ွယ်ရာဟူ၍မိဝဲစိကသိမှတ်ပါ၏ဉာဏယုံပင်အပူစင်၍ကျင့်လျင်ချမ်းသာကျင့်ပြီးကလည်းလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နှင့်စခန်းသင့်အောင်မှန်လင့်ရည်ရောကောင်းစွာဟောကြားတော်မူအပ်သောတရားတော်မြတ်ကိုဆင်းရဲပေဖြောက်ချမ်းသာရောက်အောင်စောင့်ရှောက်ပွေကားကိုယ်ွယ်ရာဟူ၍မိဝဲစိကသိမှတ်ပါ၏ကဗ္ဗကဗ္ဗလွန်လေးပါလေတခါတဖန်ကြုံရန်ခက်ကအမြတ်ယတနာဤသာသနာတော်မြတ်ကြီးကိုဖယားလက်ထက်အဆက်ဆက်မှမပြည့်ရအောင်ပို့ချသင်ယူဆောင်ရွက်တော်မူလာသောသံဃာတော်မြတ်အပေါင်းကိုဆင်းရဲပေဖြောက်ချမ်းသာရောက်အောင်စောင့်ရှောက်ပွေကားကိုယ်ွယ်ရာဟူ၍မိဝဲစိကသိမှတ်ပါ၏ဣတရဏခမနံပရိပုံဏံပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဿဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိသူရာမေရယမေဇပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဣယဌာနနေကြသူတွေကိုယ်စိတ်ဒုက္ခရကြပါစေဒါနသီလတည်ကြပါစေမြတ်တရားရှုပွားနိုင်ကြစေဣယဌာနလာကြသူတွေကိုယ်စိတ်ဒုက္ခရကြပါစေဒါနသီလတည်ကြပါစေမြတ်တရားရှုပွားနိုင်ကြစေထိုထိုဒေသနေကြသူတွေကိုယ်စိတ်ဒုက္ခရကြပါစေဒါနသီလတ
ကြပါစေမြတ်တရားရှုပွားနိုင်ကြစေကိုယ်စီကိုယ်ငါကိုယ်ဒေသနေကြတတ္တဝါတွေကိုယ်စိတ်နှပြဆင်းရဲกว่าကျမ်းမာကြပါစေကိုယ်စီကိုယ်ငါကိုယ်ဒေသနေကြတတ္တဝါတွေကိုယ်စိတ်နှပြဘေးရန်กว่าချမ်းသာကြပါစေမကောင်းညစ်ဆိုးဒုစရံမျိုးပေချိုးဖြတ်နိုင်ကြပါစေပါရမီ7ပါးမြတ်တရားကြိုးစားဖြည့်နိုင်ကြပါစေဤကဲ့သို့သောက်တည်ရသောသီလတော်မြတ်သည်ဆင်းရဲခတ်သိမ်းငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ဤရောက်ရာရောက်ကြောင်းအထောက်အပံ့သည်ဖြစ်ပါစေတည်းဧဝိဒဒုက္ခဒါယကေနလူနနိဗ္ဗာန်သုံးတန်သောချမ်းသာကိုပေးခြင်းမှာစွမ်းနိုင်သောတိတရဏိနတရဏဂုံ၃ပါးနှင့်သာတဘဝဧဝိဒဒုက္ခဒါယကလူနနိဗ္ဗာန်သုံးတန်သောချမ်းသာကိုပေးခြင်းမှာစွမ်းနိုင်သောပိဿသီလ၅ပါးသီလမြတ်ဓမ္မကိုကရုံကတဝအယောအသေးအလေးအမြတ်ပြုကြကုန်၍အပမဒေနမမေ့မလျော့မပေါ့မဆသောတတိတရားဖြင့်တမ္ပါဒေထလုံခြုံအောင်ကြိုးစား၍ဆောင်ထိန်ကြအောင်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသူယသမမနံပံဒီတရားဒီအနုတ္တရံဒီဘောဓေနာတိဋ္ဌိတဝါနေယမေဒီကောကေအနေအမျိုးမျိုးရွာရွာနဲ့ကြာပြင်းေဒနာပန်းလုံးဝေကောလော၏ဉာဏ်တကူကျွတ်တော်ကိုလူဆောင်ကိုညာအရှင်သူမြတ်ဗျာမယံဥရတာလည်းဒုက္ခပါဗျာနာရတာလည်းဒုက္ခပါဗျာသိရတာလည်းဒုက္ခပါဗျာဒုက္ခမျိုးစုံကလိန်ယုံမှာခုံခွဲလူလာတပြီးတော့မှာအများတို့ဒီသူရသာမကျုပ်ဆိုတာကဟောတယ်လို့နန္ဒုရာကဒီလိုကွာအမှားသာတခုပရမတရားအခုတို့မှတ်သား၍ယူကြရအောင်ဝါဒိဋ္ဌိဒုက္ခသစ္စာတိပါမှာဖြစ်သွားတမိမှာအပေကင်းယူတည်းမယွင်းစွာကြွားပြီးကြောင်းကိုအရာတတိတော်ထောင်းမှာအပါတိအရှင်မယာတွန်ဘုရားမမမှု၍မိဟုဟောကြအရှင်မြတ်ဘုရားဣဇာကံနေတုတ်တိုင်းလာယုံပင်မျိုးစုံသည်ရကုံရာမောအင်းရင်တော်နာ၏ရှင်သောမြတ်စွာနိဗ္ဗာန်ပြည်သည်ဝင်စားနေ၌အန္တာဒာနိဘိကဝေအာမံတရားမဟုတ်ဘူးတက္ကမသင်္ကာရအဗမဒေနာတမ္မာဒေတာ
ပစ္စည်းမတာဘုရားဝဇနာကမ္မမတို့မြို့ရွာအနီးပြန်လာနေနိုင်အနုတ္တရဏဉာဏ်ကြွတော်ကြီးရဖယားတပည့်တော်တို့စိတ်ကလည်းမကြီးပါဖယားပူဇာတော်ကအဆွေးလေးကြွတော်မူဩလွမ်းလာပါကုန်ကြီးအရှင်ဖယားဝါနေပါဦးဖယားနေပါဦးဖယားလို့နားလို့လည်းကြတော့မှာမဟုတ်ပါဖြေရမယ်ဒီသာရွှေမြတ်ကြီးကကြာကြရတော့လာလားဖယားအဲ့ဒီတန်ကြီးစိတ်ထုသွားရကငါတင်တော်တာတော်ရကတာယာခြင်းမကြမကြမင်းအယူကြည့်နေကြတာမို့ကိလေသာအပူမိပြီသမျှတွေကိုဒီကောရကိနာကောသမျှစိတ်ကြီးနောက်သမျှစိတ်ကြီးဖောက်သမျှစိတ်ကြီးကြည်ဖို့အရေးဟာမို့ဝိပဿနာတိတာရေးဖြင့်တိန္တိတဝါခရယဝတ္တတံဘာကနဲ့ကိစ္စညာညာလူတို့ပါမှာပူလာရဲ့ဖယားလောင်လာရဲ့ဖယားတလူလူရင်းတိန်သောပြည့်ကိန်းရာမို့အပူမိတကကြသိကြရအောင်ဖယားတတိတော်တို့ကိုတန်ငိမ့်ပြီးတော်မူပါယေရှုတော်တခင်အရှင်သူမြတ်ကြီးဖယားသာသာသနာတော်နှစ်2559ခုနှစ်ညမကောဇာတက္ကရာ1389ခုနှစ်ကစုံလပြည့်ကျော်တရက်တင်းနှင်းငွေနေ့ညချမ်းအချိန်ကာလမှာမန္တလေးတိုင်းဒေသကြီးဝမ်းတွင်မြို့နယ်ကိုကိုခါလာအုပ်စုကိုကိုခါလာကျေးရွာရွာဦးပရိယတိဝိပဿနာရိပ်သာကျောင်းတိုက်ကြီးအတွင်း၌ဘုရားရှင်ကိုရောမြတ်၏ဖွားဘက်တော်ဖြစ်တော်မူသောမဟာဗောဓိမြောင်ပင်